တရားပွဲတစ်ပွဲမှာရှောင်ရံနဲ့ဆောင်ရံနှစ်မျိုးပဲရသော်ဗျာဟောတာလည်းပဲရှောင်ရံနဲ့ဆောင်ရံမယ်ကိုသားသမီးတွေကိုမိဘတွေကဆုံးမတာလဲရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲဟောတာအချင်းချုပ်ကဒါပဲဒါမလုံးနဲ့လို့ပြောတဲ့အရာကိုလုပ်ရင်အကျိုးမဲ့ဖြစ်တယ်ဒါလုပ်ဆိုတာကိုမလုပ်ရင်လည်းအကျိုးမဲ့ဖြစ်တယ်လောကလူတွေကမလုပ်တဲ့နာကိုလုပ်ရင်အပြစ်လို့သတ်မှတ်ကြတယ်သို့တော့လုပ်တဲ့နာကိုမလုပ်ဖဲနေရင်တော့အပြစ်လို့မထင်ကြဘူးတူညီသောအပြစ်တွေပဲဖြစ်တယ်ပေါ့လူတယောက်ဟာအဖန်ဆီးခံရတယ်အပြစ်ဒဏ်ချခံရတယ်ဆိုတာမလုပ်တဲ့နာလုပ်သည့်အတွက်ကြောင့်အပြစ်ဒဏ်ခံရတယ်အေးတစ်ဖက်ကကြည့်လိုက်ဒီလူဟာဘာဖြစ်လို့ဆင်းရဲနေတာတော့ဒီလူဘာဖြစ်လို့မတိုးတက်တာတော့ဆိုလှုပ်တဲ့နာမလှုပ်လို့ဟောတစ်ဖက်ကလည်းကြည့်မယ်ဆိုဒါမို့စာပေကျမ်းကနေမှာမလှုပ်တဲ့နာကိုလှုပ်ခြင်းဟာအပြစ်ဖြစ်တယ်လို့ပဲလှုပ်တဲ့နာကိုမလှုပ်ခြင်းဟာလည်းအကျိုးဆုပ်ယုပ်စေတတ်တယ်စိတ်နဲ့အာယုစုံစည်းပြီးတော့ကြည့်လိုက်တဲ့အခါလှုပ်တဲ့နာကိုလည်းတတိယရမယ်မလှုပ်တဲ့နာကိုလည်းတတိယအေးနေ့စဉ်ဖျားပေါ်လာပြီမဲ့လို့မလှုပ်တဲ့နာလုံးမိနေတတ်တာရှိသေးတယ်လေဖျားလာတိုင်းလှုပ်တဲ့နာလှုပ်တာမဟုတ်ဘူးမလှုပ်တဲ့နာလုံးမိနေတတ်တယ်လှုပ်တဲ့နာကြတော့မလှုပ်ဖဲနေပြီးတတ်တယ်ဖျားပေါ်ရောက်တော့လည်းပဲဖျားနဲ့ပတ်သက်ပြီးအာဃာရဝါဖြစ်တဲ့အလုပ်တွေလုပ်ပြီးလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တယ်လို့ခေါ်ရမယ်ဖျားကိုရှ िख ိုးဝါချပြီးဖျားရဲ့ဂုဏ်တွေကျေးဇူးတော်တွေကိုအာယုံပြုရမယ်အလုပ်မလုပ်ဘူးဆိုရင်လေဖျားပေါ်လာပြီးလှုပ်တဲ့နာမလှုပ်ဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီနှစ်ခုစလုံးဟာအာဃာရဝါဖြစ်ခြင်းနဲ့လှုပ်တဲ့နာမလှုပ်ခြင်းဒီနှစ်ခုဟာတူညီသောအပြစ်တွေသာဖြစ်တယ်